Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဟာလောင်ဘေးကိုသွားဖို့ပေါ့နော်ဟာလောင်ဘေးသွားဖို့ခုဆိုရင်ကျွန်တော်ဒီ Hanoi Opera House ရှေ့မှာကားဆောင်နေပါတယ်ဒီနေရာကဒီ Old Quarter ပေါ့နော်အဲ့မှာရှိတယ်ဒီ Hanoi Opera House ဆိုတာကကျွန်တော်တို့တကယ်အချက်ချာကြတဲ့နေရာပေါ့နော်ဒီကနေပြီးတော့တခြားဘယ်သွားမလဲဒီခရီးသည်တွေအားလုံးဒီမှာလာပြီးတော့ pick up လာလုပ်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်တစ်ချက်ကြည့်ရအောင်နော်ဒါကတော့ဒီ Hanoi မြို့ရဲ့မနက်ခင်းပေါ့နော်မနက်ခင်းဖြစ်ပါတယ်ဟယ်လိုနည်းနည်းတော့အေးတယ်ဒါပေမဲ့အဲ့လောက်ကြီးမဟုတ်ဘူးပေါ့နော်သူတို့ဒီနိုင်ငံသားတွေကတော့နွေထဲတွေပေါင်းပြီးတွေဝက်ချိုင်းအဲ့လောက်မဟုတ်ဘူးစင်ကာပူနဲ့တော့တခြားစီပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ Opera House ပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ကိုကျွန်တော်တို့ဒီမှာဆိုကျွန်တော်နိုင်ငံခြားသားတွေနဲ့ပေါ့နော်ကျွန်တော်တို့လည်းနိုင်ငံခြားသားပါပဲဒါကတော့ Hanoi မြို့မနက်ခင်းပေါ့နော်ကားတွေရောဆိုင်ကယ်တွေရောလာချက်လို့မရဘူးဟိုလမ်းကူးမလို့စောင့်နေတာငင်းကြမှာစောင့်နေတာခုထိလမ်းကူးလို့မရဘူးဖြစ်နေတာတရေစာတော့စားမယ်ဘာလို့ရှိလဲတွားကြည့်မယ်အမျိုးသားတော့စားလို့ရမှာလားမသိဘူးတွားကြည့်လိုက်အောင်မယ်Call gamda nai ve o. Ne di ma. Opera House ကနေပြီးတော့လာကြိုတဲ့ကားပေါ်မှာရောက်ပါပြီကားလည်းတော်တော်လေးစီးလို့ကောင်းတယ်တက်တော့တတာရှိတယ်ပြောမှဆိုတော့ဒီ luxury အဆင့်ပေါ့နော်လုံထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီOpera House ကနေပြီးတော့ Halong Bay ကိုသွားဖို့ဆိုရင်ကိုယ့် season နဲ့ကိုယ်လည်းသွားလို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းဒီ bus နဲ့လည်းလာပြီးတော့ pick up လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီမှာလည်း bus ကိုကျွန်တော်တို့ရွေးလို့ရတယ်ဒီ Yo-Yo bus ကိုပဲစီးမလားဒါမှမဟုတ်နည်းနည်းလေးတက်တောင်တက်တာစီးလို့ရမယ် bus ကိုစီးမလားပေါ့နော်အဲ့ဒါရွေးလို့ရမှာဖြစ်ပါတယ်ကိုကျွန်တော်ဒီမြို့ထဲမှာသွားနေပါတယ်And now, I will start with you the schedule we got for today one more time, yeah? Today from Hanoi to Ha Long, we spend around 2.5 hours, yeah? ဒါကတော့ Halong Bay ကိုသွားတဲ့အဝေးပြေးလမ်းဖြစ်ပါတယ်လမ်းလည်းဖြူလို့ပေါ့နော်ကား2နာရီခွဲစီးရမယ်ဆိုတော့ Hanoi ကနေ2နာရီခွဲစီးရတာဆိုတော့အိတ်ချိန်ကောင်းကောင်းရတာပေါ့နော်အလုံးပေးပိုက်နေမော်တော်တုံးက e model တယ်လဲလဲပဲကျွန်တော်ဒီမှာခီးတစ်ထောက်နားပြီးတော့ပေါ့နော်ခြေလက်ဆန့်ပြီးတော့ညောင်းညာဖြေပြီးတော့ပေါ့နော်အပေါ့ပါပြီးတော့ဒီမှာခီးတစ်ထောက်နားတာဖြစ်ပါတယ်ဒီမှာ10မိနစ်လောက်နားပေးတယ်လန်ဆန်းနဲ့ပြန်လာပြီSorry သူများကားပေါ်မှားတဲ့အခိုက်အတန့်လေးပါလမ်းဘေးမှာတော့ White Star Farm တွေကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်လမ်းခရီးမှာပလဲထုတ်လို့ရင်းစခန်းတစ်ခုကိုကြည့်ရှုပြီးတော့လေ့လာခွင့်ရခဲ့ပါတယ်ဟာလောင်ဘေးနဲ့ဆိုရင်နိုင်ဝက်လောက်ပဲသွားရတယ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်မှာပြပေးသွားပါမယ်အခုဆိုရင်တော့ဟာလောင်ဘေးတင်မော့စိတ်ကိုရောက်ပါပြီ